လောင်းကစားကပတ်စံပဲယူသွားတယ်လို့တင်ထင်နေသလားတကယ်တော့ပတ်စံကနောက်ဆုံးမှယူသွားတာပါအရင်ဆုံးယူသွားတာကမင်းရဲ့အချိန်အာယုံစိုက်နိုင်စွမ်းနဲ့စိတ်ငြိမ်သက်မှုတွေပါလူအများစုကလောင်းကစားဆိုရင်ဒီပတ်စံကိုပဲပြေးမြင်ကြတယ်ပေါ့နော်ရှုံးလိုက်ပြန်နိုင်လိုက်ပြန်လောင်းလိုက်ဒါပေမဲ့တကယ်ကတော့နိုင်တဲ့ပတ်စံကတော့မှတိတ်မကြံပါဘူးဘာလို့လဲဆိုတော့အဲ့ပတ်စံကဒီနောက်တစ်ခါပြန်လောင်းဖို့ပဲပတ်တုံးကြပါတယ်နော်နောက်ဆုံးမှာတော့ကြံခဲ့တာကအရှုံးပါပဲဒီလောင်းကစားရဲ့အကြီးဆုံးခိုးယူမှုကတော့အချိန်ပါဥပမာဘလုံးပွဲတစ်ပွဲကိုလောင်းမယ်ဆိုရင်ပွဲမစခင်ကလေးကမင်းစိတ်ကအဲ့ဒီပွဲထဲကိုရောက်နေပြီးသားမလို့ဘယ်အတင်းနိုင်မလဲဘယ်လိုကစားမလဲဆိုပြီးတော့မှစဉ်းစားနေတယ်ပွဲစပြီးဆိုတာနဲ့ကြည့်မယ်ပြီးတော့တဲ့အခါမှာလည်းအဲ့ဒီရက်လက်ကိုပဲပြန်စဉ်းစားနေတယ်ဒီလိုနဲ့ပွဲတစ်ပွဲကမင်းရဲ့အချိန်2နာရီ3နာရီလောက်ကိုမဟုတ်ပဲနဲ့တစ်နေ့လုံးရဲ့စိတ်အချိန်တွေကိုပါယူသွားပါတယ်လောင်းကစားလုပ်နေတဲ့အချိန်မှာမင်းရဲ့အာယုံကဘယ်နေရာမှာမှမရှိနိုင်တော့ပါဘူးအလုပ်လုပ်နေတယ်ဆိုရင်လည်းစိတ်ကဒီလောင်းကစားပေါ်မှာပဲရောက်နေပါလိမ့်မယ်အနိုင်အရှုံးမထွက်မချင်းအဲ့ဒီအတွေးတွေကရက်မှာမဟုတ်ပါဘူးရှုံးသွားရင်တော့ပူဆိုးတာကိုဘာမှလုပ်ချင်စိတ်မရှိတော့ဘူးပြန်စဉ်းစားမယ်ပြန်နောင်တရမယ်ပြန်အပြစ်တင်မယ်ဒီလိုနဲ့ပဲမင်းရဲ့နေ့စဉ်ဘဝကတဖြည်းဖြည်းနဲ့ပြူလဲလာပါတယ်တချို့လူတွေအတွက်ဆိုရင်ဒီလောင်းကစားလုပ်ခြင်းကစိတ်ကိုထိန်းချုပ်ဖို့ခက်သွားစေပါတယ်နော်အနိုင်ရတဲ့အခါမှာလည်းအရန်လောဘတွေကြီးလာတယ်ရှုံးတဲ့အခါဒေါသတွေထွက်မယ်တချို့အခြေအနေတွေမှာလောင်းကြီးအပေါ်မူတည်ပြီးတော့စိတ်ထိန်းချုပ်မှုတွေလည်းပျက်စီးလာတတ်တယ်နောက်ဆုံးမှာတော့ဒီမိသားစုတွေတငယ်ချင်းတွေအလုံးနဲ့ဒီအရာအလုံးနဲ့ကိုဝေးကွာသွားနိုင်ပါတယ်လောင်းကစားကမင်းရဲ့ပတ်စံတစ်ခုတည်းကိုပဲယူသွားတာမဟုတ်ပါဘူးမင်းရဲ့အချိန်မင်းရဲ့အာယုံတွေမင်းရဲ့စိတ်ငြိမ်သက်မှုတွေအဲ့ဒါတွေကိုပါတဖြည်းဖြည်းနဲ့ခိုးယူသွားတာပါအဲ့တော့လောင်းကစားကိုမစခင်ကလေးကစဉ်းစားပါအားလုံးအမြင်မှန်ရနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်